ကျွန်တော်ကြတော့ risk taker လို့ပြောရအောင် Facebook ads run လို့ပဲကျွန်တော် AB test run ကျင်တဲ့ဘဝကို corporate လုပ်ရင်လည်းဘယ်လိုနေမလဲ own business လုပ်ရင်လည်းဘယ်လိုနေမလဲပေါ့နော်ကိုဘာဝါသနာပါလဲဆိုတာသိဖို့ကတော့10နှစ်လောက်လုပ်ကြည့်မှပဲသိမှာမဟုတ်ရင်တော့ work swap ပဲဖြစ်နေမှာပါ group ဖြစ်မှုပိုင်းကကြတော့ corporate မှာကြတော့ slow ဖြစ်တယ်ချိုးကြတော့အမှားတစ်ခုဖြစ်လာပြီဆိုရင်ကောက်စုလိုက်တာပေါ့နော်ဒီကလေးတွေကစကြရမှာမလုပ်တတ်လို့မှားသွားတယ်ဆိုမှ founder ကတန်းပြီးစုလိုက်တဲ့ဆိုရင်တို့ပါဆက်လုပ်တော့မှာလေနော်ဖះအစ်စ်တွေပါထွက်တာဖះဒီ own business မှာကြာ corporate မှာရှိတဲ့ဖះလက်ချိုးကြီးလို့ရတယ်ဆိုတော့ own business ကလို့နှစ်တိုင်းလာတိုင်းအစ်စ်ထွက်တယ်ဆိုတော့အတိုင်းဒီတိုင်းလေးခံနိုင်ဖို့လိုတယ်ပေါ့နော်အားလုံးမင်္ဂလာပါ The Creative Society Podcast Program မှာကြိုဆိုပါရစေဒီ Creative Society Podcast Program ရဲ့ host မိုင်းပြပြဖူးဖြစ်ပါတယ်ဒီ season အားဆိုလို့ရှိရင် creative လောကထဲမှာရှိတဲ့လူငယ်တွေအတွက်ပို့ပြီးတော့ဗဟုသုတရအောင်အတွေးမြင်သိရအောင်အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်ဒီနေ့မှာတော့ corporate လောကတွေကနေထွက်ပြီးကိုယ်ပိုင်လုပ်ငန်းထူထောင်ရေးနဲ့ရခဲ့တဲ့ experience တွေကို sharing လုပ်သွားဖို့အတွက် Free Marketing ရဲ့ founder ကိုစိုးဆန်ဖိတ်ခေါ်ထားပါတယ်ကိုမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဟုတ်အခုအကြောင်းလေးနဲ့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်ကတော့ 3M Marketing Agency ရဲ့ founder and chairman ကိုစိုးဆန်ပါကျွန်တော် 3M Marketing Agency ကတော့ US success is our priority ဆိုတဲ့အတိုင်းပေါ့နော် client တယောက်ချင်းစီရဲ့ success ကိုကျွန်တော်တို့က priority လုပ်တယ်တခုကကျွန်တော်အိတ်ဆောင်ဘက်က client အတွက်ပဲမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့စီမှာလုပ်တဲ့ကျွန်တော်တို့လုပ်ဖို့ခိုင်းပဲတယောက်ချင်းစီတိုင်းရဲ့ career goals တွေကိုလည်းကျွန်တော်တို့က priority ထားတယ်ဆိုတော့client အတွက်လည်းကျွန်တော်တို့ရဲ့ agency ကဆင်ပြေရမယ်ကျွန်တော်တို့ရဲ့လုပ်ဖို့ကိုင်ဘက်တွေအတွက်လည်းကျွန်တော်တို့ agency ကဒီ career goals တစ်ခုကိုရအောင်ပို့ပေးနိုင်မယ်နေရဆိုတော့ရည်မှန်းချက်နဲ့ကျွန်တော်တို့ဒီပုံစံလေးသွားနေပါတယ်ဗျဟုတ်အခုလက်ရှိလုပ်ကိုင်နေရဲပေါ့နော်အဓိက project လေးအကြောင်းပြောပြပေးပါဟုတ်အဓိကတော့ကျွန်တော်တို့ SME တွေလည်းသွားတယ်နောက်ပြီးတော့local brand တွေရော SME တွေရောနောက်ပြီးတော့ international brand တွေရောသွားတယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင်တော့ဒီခေတ်စားလာ EV တဲ့ပတ်သက်တဲ့ဟာတွေလည်းကျွန်တော်တို့ကင်နေနောက်ပြီးတော့ production တွေလုပ်တယ် reels တွေကျွန်တော်တို့သွားတယ်ပေါ့နော်အဓိကကျွန်တော်ကTVC ဆိုတာမျိုးထက်ကျွန်တော်ကshort film ပုံစံမျိုးလေးကြော်ညာလောက်တာမျိုးလေးတွေမှာပို့ပြီးတော့အသန့်ပါတယ်ဟုတ်ကဲ့ corporate ကကြတော့ပုံမှန်လစာတည်တည်ငြိမ်ငြိမ်ရှိရခိုင်ခိုင်မာမာရှိရပေါ့နော်အဲ့ဒီကနေပြီးတော့အခုကိုယ်ပိုင်လုပ်ငန်းတူထောင်လိုက်ရတယ်ပေါ့နော်အဲ့ဒီရဲ့ turning point ပေါ့နော်အခုရဲ့ decision making ကဘယ်လိုမျိုးလေးလုပ်ခဲ့လဲပေါ့နော် yes အဲ့တော့ corporate ကလည်းတကယ်တော့တော်တော်ကောင်းတယ်ပေါ့နော်ကျွန်တော်တို့က1 decade လောက်လုပ်ခဲ့တာဖြစ်တဲ့အတွက်အဲ့ရနေလဲ knowledge တွေအများကြီးရတယ် experience တွေအများကြီးရတယ်ဒါပေမဲ့တယောက်ရမတူဘူးပေါ့ကျွန်တော်ကျတော့ risk taker လို့ပြောရအောင်အငြိမ်မနေနိုင်ဘူးဆိုတော့ risk taking အရင်ကြိုက်တယ်ဟုတ်ကဲ့ဆိုတော့ကျွန်တော် risk take လုပ်ရတာမှပျော်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ Facebook ads run လို့ပဲကျွန်တော် AB test run ကျင်တဲ့ဘဝကိုလေ corporate လုပ်ရင်လည်းဘယ်လိုနေမလဲown business လုပ်ရင်လည်းဘယ်လိုနေမလဲပေါ့နော်ဒါပေမဲ့လူတယောက်ကကိုဘာဝါသနာပါလဲဆိုတာသိဖို့ကတော့10နှစ်လောက်လုပ်ကြည့်မှပဲသိမှာမဟုတ်ရင်တော့ work swap ပဲဖြစ်နေမှာပေါ့ဒါကကျွန်တော်ခင်ရချက်ပေါ့အဲ့တော့ okay ကျွန်တော်10နှစ်လောက်ကိုကျွန်တော် corporate မှာလုပ်ကြည့်တယ်အဲ့ဒီကတွေ့ကြုံနေရှုပြီးတော့ကျွန်တော် own business ပေါ့ run ကြည့်မယ်ပေါ့နော်ဆိုရဲစိတ်နဲ့အဓိကလုပ်ဖြစ်တာအဓိကကတော့ risk taking ကိုကြိုက်လို့ပေါ့ risk taking များလုပ်ရမယ်အလုပ်ဆိုရင်ကျွန်တော် own business မဟုတ်လဲလုပ်ဖြစ်မှာပဲcorporate life နဲ့အခုလက်ရှိ own business နဲ့ပေါ့နော်အထူးကွာခြားချက်ဆိုဘာများဖြစ်မလဲကွာတာဝန်ယူရမယ်တာဝန်ယူမှုပေါ့နော်ဆိုတော့ဒီ own business မှာကျတော့ထိတ်ဆုံးမှာကိုယ်ပဲရှိတာလူတွေကတော့မမြင်ရပါမယ်ကျွန်တော်တို့က corporate မှာဆိုရင်ကိုယ့်ရဲ့ boss ကလက်ချိုးရည်လို့ရတယ်ဥပမာပြင်ကိုယ်မှာ supervisor ရှိရင်ရှိမယ် manager ရှိရင်ရှိမယ် C level ရှိရင်ရှိမယ်ပေါ့နော် own business ဖြစ်သွားတဲ့အချိန်မှာက everyone ကို boss ပဲအောက်က cleaner အစသူလာမှာကျွန်တော်စိတ်ပူသွားတယ်ဒီကားချက်လို့မရောက်လာဘူးမှာကျွန်တော်စိတ်ပူသွားတယ်နောက်ပြီးတော့ကိုယ့်ရဲ့တကယ် client ကလည်းကို boss ပဲကိုရုံငန်း render ငှားရတဲ့မြေရှင်ရတဲ့ကို boss ဖြစ်သွားပြန်ဘာလို့ဆိုသူနဲ့အဆင်ပြေမှာရုံငန်းကအဆင်ပြေမှာအဲ့လိုပုံစံမျိုးတွေပေါ့နော်ကားပါကင်ထိုးရတဲ့နေရာကဒီ security ကလည်းကို boss ဖြစ်သွားလို့ဆိုတော့သူနဲ့အဆင်ပြေအောင်နေရမယ်ပေါ့အဲ့တော့ difference နှစ်ခုကတော့ဘာကွာသွားလဲဆိုရင် own business မှာကျတော့တာဝန်ယူရတဲ့အပိုင်းပို့ပြီးတော့များလာတယ်အပေါ်မှာတယောက်တည်းဖြစ်ပြီးတော့ချို့အထီးကျန်တယ်ပေါ့လေ corporate မှာကျတော့တာဝန်ယူရတဲ့အပိုင်းတော့နေတယ်ဒါပေမဲ့ခုနပြောသလိုပေါ့နော် growth ဖြစ်မှုပိုင်းကကျတော့ corporate မှာကျတော့ slow ဖြစ်တယ်လို့ပြောရမယ်ဒါကလည်း
ကျွန်တော်ရတဲ့ပုံစံနဲ့နေရာချင်းနဲ့ကွာသေးတာဆိုတော့အဓိက difference ကတော့တာဝန်ယူရတဲ့ဟာcorporate မှာကအနေငယ်နေတယ်တော့သူဝေခွဲပြီး dedicate လုပ်ရမယ်လို့ပေါ်တယ်အဲ့အတွက် weakness ကကျွန်တော် growth rate ကလျော့တယ်ဒီဘက် own business မှာကြတော့ကျွန်တော်တာဝန်ယူရတာများတယ်ဒါပေမဲ့တာဝန်ယူရတာများတဲ့အလျောက်ကျွန်တော် growth rate ကတော့မြင့်တယ်အခုလက်ရှိလောက်ကိုင်းနေတဲ့ 3M marketing ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်အခုမြင်လာရတယ်ပေါ့နော် like good leader နဲ့ good follower ပေါ့နော်အဲ့လိုအကြောင်းလေးလည်းဆွေးနွေးပေးပါအောင်ဟုတ်လူတွေကleadership သင်တန်းပဲရှိတယ်ကျွန်တော်မြင်ရပြောတယ်ပေါ့နော်ဆိုတော့ leader တယောက်ဖြစ်ဖို့အတွက်ကတော့ follower တွေလို့ပဲပေါ့ follower ကောင်းဖြစ်လာဖို့ဆိုတော့သင်တန်းမရှိဘူးဆိုတော့အများကြီးတော့ကျွန်တော်စကြည့်သေးရပေါ့နော်အဲ့တော့leadership သင်တန်းတွေရှိတယ်ပြီး leader ကောင်းဖြစ်ချင်ကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ငယ်ကလေးကပေါ့နော်ကို leader တယောက်ဖြစ်တယ်ဆိုရင်ဘယ်လိုမျိုးနောက်လိုက်လိုချင်လဲဆိုပြီးအတွေးနဲ့စကြရကိုကလောက်ခဲ့တာဆိုတော့လိုရပါပေါ့နော်နောက်လိုက်လို့ပြောရင်ကြောင့်နည်းတိတ်ငယ်သလိုခံစားရတာပေါ့နော်တကယ်ကတော့ဘယ်နေရာပဲရောက်ဘယ်သူ့မှသိ use ဆိုင်ဆရာမလို့ကို use ဆိုင်ဖို့လိုတယ်ကိုလေးစားဖို့လိုတယ်ပေါ့နော်ကိုကဥမာ supervisor ဖြစ်ဖြစ် manager ဖြစ်ဖြစ်ပေါ့ကိုကဘယ်လိုလူမျိုးလဲပေါ့နော်management ဆိုလဲကိုကဘယ်လို manager လဲကိုကဘယ်လို supervisor လဲ assistant ဆိုလဲကိုကဘယ်လို assistant မျိုးလဲပေါ့နော်အဲ့ခေါင်းစဉ်အောက်မှာကိုပြောလာပေါ့ဆိုတော့good manager ဆိုပြီးတော့သူများပြောခံရအကြိုက်တယ်ဒါမှမဟုတ်ရင်ဒီလူရဲ့ဘာမှလည်းသိရလည်းမဟုတ်ဘဲနဲ့ဆရာကြီးလုံနေရပဲဆိုရယ်ပြောခံကြင်လာပေါ့အဲ့လိုပဲ follower ဆိုလဲအဲ့လိုပဲပေါ့နော်ကိုအထက်လူကြီးကကိုမရှိမဖြစ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အားကိုရတဲ့လူဖြစ်ချင်တာလားဒါမှမဟုတ်ရင်ကိုเจ้าသူပို့ပြီးတော့စိတ်ညစ်ရရဲဆိုတော့ခေါင်းစဉ်အောက်မှာနေချင်တာလားပေါ့နော်ဒါမျိုးတော့တွေးရတာပေါ့ကျွန်တော်လည်းအဓိကကတော့ good follower ဖြစ်ခဲ့လို့လည်း good leader ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ခါရကြောက်တယ် roles တွေကတနည်းအားဖြင့်မတူဘူးကျွန်တော်က 3M marketing agency မှာဒါ founder တယောက်ဖြစ်ပေမဲ့တချို့ project တွေမှာဆိုရင်ကျွန်တော်ရဲ့ boss တွေရှိတယ်အရင်တော့ corporate မှာရှိခဲ့တဲ့ boss တွေကလည်းကိုကအရန်ကိုအလုပ်စ조사တယ်သူတို့နဲ့လည်းကျွန်တော်ရိုးကျိုးရဲဆိုတာသိရောအလုပ်တွေပြန်ပြီး project ပေးတာရှိတယ်အဲ့ကြရင်လည်း role play ဖြစ်သွားတာပေါ့နော်ကိုက follower ပြန်ဖြစ်သွားပြန်အောင်ဆိုတော့အဲ့ကြရင်လည်းကိုက a good follower ဖြစ်အောင်နေရပြန်အဲ့တော့ own business ဖြစ်သွားရုံနဲ့လူတွေကထင်သလိုမျိုးပေါ့နော် freedom ရသွားတယ်လို့ဆရာကြီးဖြစ်သွားတယ်တကယ်တော့မဟုတ်ပါဘူးဆိုတော့ role play ပါပဲဒီ 3M တခုထဲမှာပဲကျွန်တော်က founders ပဲအခြား project တွေမှာကျွန်တော် follower လောက်ရတာရှိရယ်အချို့ support လောက်ရတာရှိရယ် 1% လောက်ပဲလောက်ရတာရှိ 2% လောက်ပဲလောက်ရတာရှိရယ်ဆိုတော့ဘဝတမထဲတော့မဟုတ်ဘူးအဲ့တော့ကိုယ်ပဲနေရာရောက်ပေါ့နော်ကိုယ့်ရဲ့အကောင်းဆုံးကိုချပြနိုင်ဖို့လိုတယ်ဒါ professional ပဲအချို့ကြထင်တာ professional ဆိုတာဟိုမှာဒါရမှဒါလုပ်တယ်လို့ခံစားချက်မရှိဘူးအလုပ်ကိုလုပ်တယ်ဆိုတကယ်တော့ professional ကိုနှစ်ချုပ်လိုက်မယ်ဆိုရင် leader ဖြစ်ဖြစ် follower ဖြစ်ဖြစ်ဘယ်နေရာပဲရောက်ပေါ့နော်no excuse ပေါ့ဘယ်လိုမျိုးအကြောင်းပြချက်နဲ့မှကိုယ့်ရဲ့ဒီ output ကိုအထိခိုက်မခံဘူးကျွန်တော်ကတော့အဲ့လိုပုံစံမျိုးသွားတာကိုကြိုက်တယ်အခုပြောပြသွားတဲ့အခု good leader နဲ့ good follower မှာဆိုလို့ရှိရင်ကိုရိုင်းက follower ကောင်းတစ်ယောက်ဖြစ်မှ leader ကောင်းတစ်ယောက်ဖြစ်မယ်ပေါ့နော် Yes definitely အခုပေါ့နော် 3M marketing ရဲ့ founder ဖြစ်တယ်လုပ်ငန်းရှင်တယောက်ဖြစ်လာတဲ့အခါမှာပေါ့နော်ကိုယ့်ရဲ့ဝန်ထမ်းလောက်ငယ်သားပေါ့နော်သူတို့တွေမှာ generation gap ဖြစ်တာမျိုးကြုံဘူးလား like Gen Z တို့ Gen Alpha တို့သူတို့ကြားထဲမှာဘယ်လို flexible ဖြစ်အောင်နေလဲပေါ့နော်ဟုတ်ဥမာကျွန်တော်တို့ဒီ generation အငယ်လေးတွေကအဲ့လို choice of work ကိုအရင် use ဆိုင်ကြတော့ကျွန်တော်သွားပြီးတော့ choice of work yes အရင်ကိုဒီရဥမာဖြင့်သူတို့အခု podcast ကြည့်နေတော့မှလက်အောက်ငယ်သားလို့တုံးလိုက်စိတ်ဆိုးရင်စိတ်ဆိုးပါအောင်တကယ်တော့ကျွန်တော်တို့ဆီမှာလက်အောက်ငယ်သားမရှိပါဘူးလို့partner ပဲရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးရာအစသူတို့မကြိုက်တာလေးတွေကိုကျွန်တော်တို့ကဆင်ခြင်ပေးရတာပေါ့နော်နောက်ပြီးတော့generation တိုင်းမှာလည်းအဲ့လိုမျိုးပေါ့နော်မကောင်းတဲ့လူတွေရှိပါတယ်တကယ်တော့ Gen Z မှမဟုတ်ဘူးပေါ့နော်တကယ်တော့ Gen Alpha မှမဟုတ်သူတို့တွေဒါ podcast တွေလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့မကောင်းကြောင်းပြောရင်ပြောနေမှာပေါ့ဆိုတော့ generation တိုင်းမှာတော့အဲ့လိုမျိုးပေါ့ငခုံးမတွေရှိတယ်ပေါ့နော်ဆိုတော့အဲ့ငခုံးမတွေကိုကျွန်တော်တို့က leaders အနေနဲ့တွေ့အောင်ရှာနိုင်ရမယ်ရှာနိုင်ပြီးတော့တလေလုံးပုတ်ရအောင်ကျွန်တော်တို့ကဖယ်သိရင်ဖယ်ပယ်သိရင်ပယ်အဲ့လိုလုပ်ရမှာပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းကျတော့လည်းgeneration အငယ်လေးရဲ့ကလေးတွေကအရန်သွက်တယ်နောက်ပြီးတော့ကဲလောက်တာကိုကြိုက်ကြတယ်ကျွန်တော်တို့နဲ့မတူတဲ့ဟာပေါ့နော်ကျွန်တော်တို့ကြတော့ဒါလို့ရင်ဒါပဲလို့ဘာမှပြန်မင်းနဲ့ဘာမှပြန်ပြောနေရေပါတာပဲလို့ခြင်းနဲ့ရေပုတ်တာမလို့ခြင်းဘူးဆိုတော့ခက်ပေါ့နော်
ခေတ်ကနေလာခဲ့တဲ့လူတွေဆိုပေမဲ့လည်းကျွန်တော်ခေတ်ပြောင်းသွားပြီလေနော်ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်လက်ခံရမယ်ရေနှုံးကလိုမျိုးငါတို့ခေတ်ကဘယ်လိုမျိုးဆိုပြီးခေါင်းမှနေလို့မရအောင်အဲ့တော့ဟိုကျွန်တော်တို့ကအငယ်တွေနဲ့ဆက်ဆံတဲ့နေရာမှာ tips အနေနဲ့ဆိုရင်အဓိက why ပေါ့နော်ဘာလို့ဒါကိုလုပ်ရမလဲဆိုတာကိုကျွန်တော်တို့ကအရှင်းပြနိုင်မှရမှာအဲ့ဒါမှလည်းကလေးတွေကဒါကိုလုပ်ချင်မှာ end result ပေါ့ဒါကိုလုပ်ရင်ဘာရမှာလဲဒါကိုမလုပ်ရင်ဘာရမှာလဲဥပမာအဖြစ်ကျွန်တော်တို့ကထားပါတော့တော့ကြမယ်ဟေးလို့ခေါ်ရင်တို့က region ဟို caution တွေအများကြီးရှိမှာဘယ်သွားမှာလဲဘာလုပ်မှာလဲဥပမာလဲသွားမယ်ငါတို့ကပကံအောင်သွားမယ်ညရဲ့ခီးထွက်မှာမဟုတ်လို့ဟိုမှာကြရင်စားကြမယ်ပျော်ကြမယ်game တွေဆော့ကြမယ်လိုက်မလားလို့မင်းလိုက်ချင်တဲ့လူတွေရှိမယ်မလိုက်ချင်တဲ့လူတွေရှိမယ်ဆိုတော့လိုက်ချင်တဲ့လူတွေကျွန်တော်ခေါ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ journeys ကိုကလေးတွေကိုချပြဖို့လိုတယ်ကျွန်တော်တို့ဒါမှားတဲ့အမှားပေါ့နော်ကိုယ်ကလည်းမှားပါတယ်မှားတယ်ခါရကြရင်ကိုယ်စိတ်ထဲမှာတော့အဲ့တယောက်အတွက်ကိုလုပ်ပေးနေရတာဒီတယောက်အရန်တော်ဒါဆိုတိုးပေးရမယ်ပြီးရင် diploma ထားပေးရမယ်ဘာလို့ပေးရမလဲညာလို့ပေးရမယ်ပေါ့နော်ဒါပေမဲ့ဒီခေတ်ကလေးတွေကကြတော့သူကဟိုခေတ်မတူကျွန်တော်တို့ကြောက်လေဥမာကျွန်တော်တို့ငယ်တုန်းကကြောက် channel ဖက်တဲ့ခေတ်လေ channel print တော့တရက်လက်ပွေသမားကကျောင်းသားတရက်ဖက်ရတရက် channel design ကိုကျွန်တော်ကဟို develop လုံးဖက်ကြတဲ့ခေတ်လေနော်ဒီခေတ်ကအဲ့လိုမဟုတ်အခု post ရင်အခု like ရတယ်အခု comment ရတယ်ဆိုတော့သူတို့ကချက်ချင်းပြန်ပြီးတော့reward ရတာလို့ချင်တာ哦ဆိုတော့ကျွန်တော်တို့ဘာတွေသူတို့ plan ထားလဲဆိုတဲ့ဟာတွေသူတို့ပြပြဖို့လိုတယ်အရင်တော့လို့6လနေမှာ6လ bonus ဆိုတစ်နှစ် bonus ဆိုသူတိတ်စိတ်မဝင်စားအောင်ဆိုတော့ဥမာချက်ချင်းဥမာဒါကောင်းတာလို့ဝင် reward ချက်ချင်းတော့ပြီးချက်ချင်းပြပြပြီးဆိုတော့ဒီလိုပုံစံမျိုးကလေးတွေကပို့ပြီးတော့ကြိုက်ကြတယ်ဆိုတော့ကျွန်တော်တို့ရဲ့လုပ်ငန်းကိုမထိခိုက်ဘူးဆိုရင်တော့ဒါတွေလုပ်ပေးဖို့ကတော့ကျွန်တော်တို့ကတော့အသင့်ပဲဆိုတော့အခုဒီ Gen SC တွေ Gen Alpha တွေထဲမှာလည်းရုံးမှာပေါ့တကယ်တော့တာဝန်ယူပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိနဲ့လုပ်နေတဲ့လူတွေလည်းရှိသလိုမျိုးဟို excuse တွေအများကြီးနဲ့ပေါ့နော်ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့နေမကောင်းလို့ဟိုညဒီရမလားရဲတောက်တာများသွားလို့သွားကနေလို့ဆိုပြီးအဲ့လိုမျိုးပေါ့နော်တာဝန်ယူစိတ်မရှိဘဲနဲ့ခွင့်နေတာရုံးနေပြတ်တဲ့လူတွေလည်းရှိတယ်ဆိုတော့သူတို့တွေရဲ့futures ကတော့နေ့ကွာသွားမှာပဲအဲ့ကြမှာဟိုကျွန်တော်တို့ဘယ်သူ့ကိုသွားပြီးပြစ်တင်လို့မရတော့ဆိုတော့အနစ်ပြန်ချုပ်ရမယ်ဆိုတော့ generation alike ဆက်ဆံရတဲ့ပုံစံတွေကတော့ကွဲပြားတယ်ဒါပေမဲ့generation တိုင်းမှာငခုံးမရှိသလိုမျိုး generation တိုင်းမှာလည်းတကယ်ကောင်းတဲ့ကလေးတွေရှိတယ်အခုအနေနဲ့ပေါ့နော်ဒီ toxic culture ကိုကြုံခဲ့ဘူးလားပေါ့နော်ကို့လုပ်ငန်းမှာရောဒီ toxic culture တွေမပါအောင်မဖြစ်အောင်ပေါ့နော်ဘယ်လိုကာကွယ်ထားလဲပေါ့ဟုတ်toxic culture ကတော့ကြုံခဲ့ရတာပေါ့နော်ဟုတ်ဆိုတော့အလုပ်လုပ်တဲ့လူမှန်သမျှကတော့ကြုံရမှာပဲအဲ့တော့အမတစ်ကတော့နည်းနည်းဟိုစိတ်ထားတတ်ဖို့လိုတယ်ကျွန်တော်ငယ်သေးတဲ့အချိန်မှာကြောက်လဲ emotion နဲ့ပေါ့နော် emotion နဲ့အရန်ဖြစ်တယ်အလုပ်ကိုလုံးနဲ့တူအောင်တိတ်မလုပ်တတ်ဖ ೇನೆ အရန်ခံစားရတာပေါ့နော်အလုပ်ကိုပြီးအောင်မလုပ်လိုက်ဖ ೇನೆ ဟိုခံစားရတွေကများတဲ့အချိန်မှာတော့နည်းနည်းပြဿနာတွေတက်လာတာပေါ့အတွေးတွေများပြီးတော့ခါရကြောက်လဲအဲ့လို toxic environment ကတော့ရှိနေတာပဲအဲ့ဒါကြီးကိုသွားပြီးတော့တအား focus သွားလုပ်ရင်ကြောက်လဲကိုပြင်လို့မရအောင်ဆိုရင်ပေါ့နော်focus လို့မရအောင်ဆိုရင်လည်းပြင်လို့မရအောင်ဆိုရင်လည်းကျွန်တော်သွားပြီးတော့ focus လုပ်လိုက်ရင်ကိုပြင်မှတ်တာပဲရှိမှာအဲ့တော့ toxic environment မှာရှိနေပြီတေးကြရဲဆိုရင်တော့ရုံးထွက်နိုင်အောင်စ조사ပေါ့နော်စ조사ပါquick priority ထားမှာပေါ့နော်ရုံးထွက်နိုင်ဖို့ကနံပါတ်1လားဒါမှမဟုတ်ဒီအလုပ်မှာကိုကလက်စာကောင်းနေရဆိုရင်toxic ဖြစ်တာကိုကတီးခံမလားဒါမျိုးပေါ့ priority ချပြီးတော့မှရုံးထွက်ပေါ့ဟိုမှာအလုပ်သစ်အရင်ရှာမလားအလုပ်သစ်မရခင်တောင်းတင်မှာကိုယ့်ရဲ့ဒီ environment မှာဘယ်လိုအဆင်ပြေအောင်လုပ်မလဲဒါကတော့ step by step ကျွန်တော်တို့သွားအဲ့တော့ကိုယ့်ရဲ့ဒီ own business လုပ်လာတဲ့အချိန်မှာ toxic environment မဖြစ်အောင်ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့ကရုံးမှာကအမောက်လက်ခံတယ်ဒါပေမဲ့လိန်နာကိုလက်မခံအောင်အဲ့ဒါကိုနှစ်ခုကိုကျွန်တော်တို့ကွဲအောင်လုပ်ထားတယ်နောက်ပြီးတော့တယောက်နဲ့ပေါ့နော်တခုခုပြဿနာဖြစ်လာပြီဆိုတော့ blaming culture မလုပ်ဘယ်သူမကောင်းဆိုတော့မပြောအရင်ဆုံးနံပါတ်1ဘယ်လိုဖြေရှင်းကြမလဲပေါ့နော်ဖြေရှင်းပေးဖို့လိုတယ်business owner တွေကိုလည်းကျွန်တော်ကဒီကနေအကြံပေးချင်တာဘယ်လိုလဲဆိုတော့ချိုးကြတော့အမှားတစ်ခုဖြစ်လာပြီဆိုရင်ကောက်စုလိုက်တာပေါ့နော်သုံးချကိုဘာလို့နေလဲဆိုတော့ဒီကလေးတွေကစကြရမှာမလုပ်တတ်လို့မှားသွားပါလေဆိုမှfounders ကတမ်းပြီးစုလိုက်တယ်ဆိုရင်သူတို့ဘာဆက်လုပ်တော့မှာလဲနော်ဒါမှမဟုတ်ဆရာမရှိတော့ဘူး
အဲ့တော့ first of all တော့ဖြည့်ရှင်းပေးလိုက်ပါဖြည့်ရှင်းပေးလိုက်အဲ့တော့မှ or at least ပေါ့နော်ငါတို့ဘာလို့လို့ငါတို့ founders ကဖြည့်ရှင်းပေးမှာသူရှိတယ်ဆိုတော့နေရာတစ်ခုပေါ့နော်သူတို့စိတ်ထဲမှာကိုယ်နေရာတစ်ခုပေးလိုက်မယ်အဲ့ကြရင်လည်း respect တစ်ခုရသွားလိမ့်မယ်ပြီးတော့မှပဲဟို team meeting တွေမှာမဟုတ်ဘဲနဲ့ one on one ပေါ့နော်ခေါ်ပြီးတော့ပြဿနာကိုပြဿနာကိုရှင်းပြပြီးတော့မှအရေးယူတဲ့ဟာကိုကျွန်တော်တို့က technically ပေါ့နော်ဟိုအရေးမယူပဲလည်းမနေနဲ့မြန်မာ culture မှာကျတော့ဘယ်လိုလဲဆိုတော့ဟို HR အရေးမယူfile လည်းမတက်ဘူးအရေးလည်းမယူမှတ်တမ်းလည်းမရေးဘူး scout ဆိုပလိုက်တာအရင်တော့ကျွန်တော်လည်းလုပ်ခဲ့ပါတယ်မှားခဲ့တာပေါ့နော်မှားခဲ့လို့လည်းနေနိုင်ရရှိခဲ့ဘူးအဲ့တော့လေးလာရတာပေါ့ကျွန်တော်တို့ day by day ပေါ့ငါတို့ကဘယ်လိုလုပ်ရင်မှန်နေလဲဘယ်လိုလုပ်ရင်မှားနေလဲဆို HR ရဆိုရင်ဘယ်လိုလဲ psychologically ရဆိုရင်ဘယ်လိုလဲပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေဆိုတော့ကျွန်တော်ခုနောက်ပိုင်းကျင့်သုံးတဲ့အရာမှာတော့ဒီလိုမျိုးပေါ့နော် one on one ကြမှာပဲရှင်းပြတယ်ပြင် penalty လုပ်တယ် fine တက်တယ်ပေါ့နော်အဲ့တော့ဘာပေးနိုင်လဲဆိုရင်တော့ဒီ psychologically ပေါ့နော် safe ဖြစ်အောင်ကျွန်တော်ထားပေးတယ်ဆိုတော့ဟိုတရက်ကွက်လုံးသိရမလားဟိုတစ်မျိုးလုံးမဖြစ်နေအောင်ကျွန်တော်တို့တရုံလေးမှာတော့ psychologically ပေါ့နော်ဟို safe ဖြစ်ရမယ်နေရာဖြစ်ရမယ်ဆိုတော့ပုံစံမျိုးကျွန်တော်သွားတယ်နောက်တစ်ခုကကျွန်တော်တို့ဒီရုံးမှာဆိုရင်လို့ sign board လေးချိတ်ထားရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့အကြိုက်ဆုံးပေါ့ကျွန်တော်ရဲ့ဒီခုံမှာတင်ထားတာကဒီတမိုင်းကောင်းတစ်ခုအတူတည်ဆောက်ကြပါစို့ဆိုရယ်ဒီခေါင်းစဉ်တွေထားတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ဖြတ်သန်းနေရတဲ့ကားတစ်ခုလုံးအကောင်တမိုင်းဖြစ်သွားမှာအခုကျွန်တော်အခုပြောနေတဲ့ podcast တွေလည်းတမိုင်းဖြစ်သွားမှာပဲဆိုတော့သူတို့ရဲ့တမိုင်းကျွန်တော်တို့ရဲ့တမိုင်း 3M ရဲ့တမိုင်းအဲ့ဒါအပြင်ဒီ customer ရဲ့တမိုင်းပေါ့ဒီဟာရဲ့အကုန်လုံးကျွန်တော်တို့ကကောင်းနေတော့မှအားလုံးကတမိုင်းကောင်းတစ်ခုအတူတူတည်ဆောက်ကြရဆိုတဲ့ခေါင်းစဉ်အကုန်ဝင်သွားမှာဆိုတော့ဒါမျိုးလေးကျွန်တော်တို့ကသင်ပေးတယ်ပြောပေးတယ်ပေါ့နော်ခါရကြရင်လည်းအတွေးအမြင်မတူတာရှိတယ်နောက်တစ်ခုနောက်ဆုံးပိတ်လုံးဝပေါ့နော်အရေးကြီးတဲ့ turning point ပေါ့ဒီ toxic environment မဖြစ်အောင်သင်များတဲ့ထဲတစ်ခုကcase တစ်ခုဖြစ်လာတယ်ပေါ့နော်အဓိကတော့အရင်တော့ဆိုရင်တော့ကျွန်တော်ပြဿနာတစ်ခုဖြစ်လာတယ်လို့ပြောတာပေါ့အခုတော့ကလေးတွေကဒီ choice of work ကအရန်ကို sensitive ဖြစ်တော့ challenge တို့ case တို့ပြောင်းသုံးမိတယ်ဒါတော့ကျွန်တော်အကျဉ်းအောင်ပါနေပါပြီဆိုတော့ challenge တစ်ခုဖြစ်လာတယ်ဆိုရင်ကိုမှန်နိုင်သူများမမဟုတ်ဆိုအဲ့လိုအတွေးခေါ်မျိုးကျွန်တော်ထည့်ပေးတယ်ကျွန်တော်ကဆင်းထဲမှာထင်ကြတာပေါ့နော်ပြဿနာတစ်ခုဖြစ်ထားပါတော့ client နဲ့ creative နဲ့ဖြစ်ပေါ့creative ကသူမှန်ရင် client မှားတယ်ထင်တာ client ကသူမှန်ရင် creative ကမှားတယ်ထင်တာခါရကြရင်နှစ်ဖက်လုံးမှန်ပြီးတော့ scenario ရဲ့scenario တွေပေါ့နော်ဟို story အများကြီးပဲအဲ့တော့ case တစ်ခုဖြစ်သွားရင် channel တစ်ခုဖြစ်လာတိုင်းမှာကိုမှန်တိုင်းသူများမမှားဘူးနှစ်ယောက်လုံးမှန်ပြီးတော့ scenario ရဲ့ဟာမျိုးတွေရှိနိုင်တယ်ဆိုတော့ဒီလိုမျိုးလေးတွေတော့ကျွန်တော်တို့ကသင်ပေးရတယ်ပေါ့နော်သင်ပေးရတယ်နောက်ဆုံးပေါ့နော် final အရေးကြီးဆုံးတစ်ခုကတော့ကျွန်တော်ကhigher slow fire fast ပေါ့တကယ်လို့အဲ့လိုခုနကလို့ငခုံးမပါလာခဲ့ရင်တော့မြင်ဆန်ပဲကျွန်တော်တို့က fire လုပ်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဒီမကောင်းတဲ့ဒီလူကိုကောင်းတဲ့လူတွေနဲ့ဒန်းတူထားပြီးဆက်ဆံခြင်းဟာကောင်းတဲ့လူတွေကိုစော်ကားနေရလို့ကျွန်တော်အမြဲခံစားရတယ်ကျွန်တော်ကိုယ်တိုင်လည်းခံစားဘူးလေဆိုတော့ကျွန်တော်ခံစားခဲ့ဘူးတဲ့ဟာတွေကိုတော့ကျွန်တော် team member တွေကျွန်တော်ပေးမခံစားတော့ဆိုတော့ဒီလိုပုံစံလေးနဲ့တော့အခုပေါ့နော်အခုလက်ရှိညံမျိုးတော့အုပ်ချုပ်နေပါတယ် The Creative Society Podcast Program ဖြစ်မြောက်ရေးအတွက်အဓိကကူညီပံ့ပိုးပေးထားတာတော့ iNation စုဖုန်းဆိုင်မှာဖြစ်ပါတယ်။ iNation စုဟာဆိုရင် iPhone 2အလုံးတန်ပိုက်ကင်အလုံးတစ်တွေကိုပါ Aftercare Service အပြည့် Warranty အပြည့်နဲ့စိတ်ချယုံကြည်စွာရောင်းချပေးနေတဲ့ iPhone Shop တစ်ခုဖြစ်ပါတယ်။ကို့အနေနဲ့ iPhone ဝယ်ဖို့စဉ်းစားနေတယ် iPhone နဲ့ပတ်သက်ပြီး Warranty ရော Aftercare Service အပြည့်ရောယူတဲ့ဆိုင်မျိုးကိုစဉ်းစားနေရဆိုလို့ရှိရင်တော့ iNation စုမှာလာရောက်ဝယ်ယူဖို့ဖိတ်ခေါ်ပါတယ်။ iNation စုဖုန်းဆိုင်ရဲ့ location ကတော့ Time City Mall ရဲ့ mobile ဆောင်မှာတည်ရှိပါတယ်။အခုပေါ့နော်အခုရဲ့ personality သဘောကျတဲ့ work culture type ပေါ့နော်အခုဒီဆောက်ရှင်တဲ့ work culture type ပေါ့ sharing လုပ်ပေးခြင်းနဲ့အမျိုးရှိလားပေါ့ကျွန်တော်သဘောကျတဲ့ work culture ဆိုရင်တော့ဟိုတယောက်ကလေးလေးပင်ပင်မရှိဘူးပေါ့နော်ပေါ့ပါပဲပြောမယ်နောက်ပြီးတော့အမှန်တိုင်းပြောမယ်goals တစ်ခုကိုတော့ရအောင်သွားကြမယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်ကြိုက်တယ်နောက်တစ်ခုကျွန်တော်တို့ကကျွန်တော်ရဲ့ဒီ team ကိုကျွန်တော်ဘောလုံးအသင်းလို့ကျွန်တော်သဘောထားတယ်ကျွန်တော်လည်းဟိုဘောလုံးသဘောကြိုက်တာ Man U fan ဆိုတော့အဲ့တော့ဘောလုံးအသင်းလို့သဘောထားတယ်အဲ့တော့
ဟုတ်တယ်တော့ဘောလုံးတင်းမှာကဘယ်သူကအရေးကြီးရဲဆိုတော့မရှိဘူးဆိုတော့အရှိတန်းကလည်းဂိုးသွင်းရမှာပဲနောက်တန်းကလည်းဂိုးမပေးအောင်ကာကွယ်ရမှာပဲဂိုးသမားကလည်းဂိုးဖမ်းရမှာပဲအလယ်တန်းကလည်းဒါအရှိအနောက်ကိုချိတ်ဆက်ပေးရမှာပဲပေါ့နော်အဲ့တော့တတင်းလုံးရေးကြည့်ရယ်နောက်ပြီးတော့ကျွန်တော်တတင်းလုံး group ဖြစ်ချင်တာအဲ့လိုမျိုး business owner ကပဲချမ်းသာသွားပြီသိရမလားဝန်ထမ်းတွေတို့ဒီ team member တွေကဒီမှာလုံးလုံးချက်ပြလိုက်နေပေါ်မျိုးကျွန်တော်မကြိုက်ဘူးဆိုတော့ကျွန်တော်တတင်းလုံးချမ်းချင်တာပေါ့နော်ကျွန်တော်ရဲ့ dreams ရဆိုရင်ဒါ dreams ပေါ့ကျွန်တော်တို့ကအဲ့လိုအစအုပ် building တစ်ခုထဲမှာအတူတူနေအတူတူလှုပ်လှုပ်ပေါ့အတူတူ growth ဖြစ်အဲ့လိုပုံစံမျိုးကျွန်တော်ကသွားချင်တာပေါ့ဒါကျွန်တော်ရဲ့ dreams ပေါ့နော်ဒါလည်းနိုင်ငံခြားရေးမှာတော့ရှိတယ်ဖြစ်နေတယ်ဖြစ်နိုင်တာပေါ့အဲ့တော့ပြန်ပြီးတော့အနည်းချုပ်ရမယ်ဆိုရင်တော့အားလုံးကပို့ပေါ်ပါပဲကျွန်တော်တို့ကပန်းနိုင်တူတူရေမန်းချက်တူတူနဲ့ရွှေ့နေတဲ့ဒီအဖွဲ့အစည်းတစ်ခုပုံစံမျိုးပဲကျွန်တော်သွားချင်တယ်ဟုတ်ကဲ့ပါအခုလုပ်ငန်းဆက်ဆခြင်းမှာပေါ့နော်ပထမအဆုံးကြုံတွေ့ခဲ့ရတဲ့ challenge ကဘာဖြစ်မလဲပေါ့နော်ပြီးတော့အဲ့ challenge ကိုဘယ်လို overcome လုပ်ခဲ့လဲပေါ့နော်အဲ့လေး share ပေးပါဦးကိုလုပ်ငန်းစားလုပ်တဲ့အချိန်ရောကျွန်တော်က corporate လုပ်နေတဲ့အချိန်မှာကိုကျွန်တော်ကအဲ့လိုမျိုးဒီ online shop တွေပါကျွန်တော်အများကြီးပဲလုပ်ခဲ့မှုတယ်ပေါ့နော်နောက်ပြီးတော့ဒါဟာတာတစ်ခုပြပြအောင်အဲ့ဒါဘာလဲဆိုတော့လူတွေကကျွန်တော်လုပ်တဲ့ business တွေအောင်မြင်တယ်လို့ပဲထင်ကြတကယ်ကကျွန်တော်အောင်မြင်တဲ့ business နဲ့အောင်မြင်တဲ့ business အရေးတက်ပုံများတယ်ဒါပေမဲ့ဘယ်လိုပြောရမလဲအဲ့ဟာတွေကိုကျွန်တော်တို့ကrecover ပြန်ဖြစ်အောင်ပေါ့နော်စ조사ရင်နဲ့ပဲဒါဒီအခုလက်လောဆိုရင် 3M run နေရရှိတယ်ပြီးတော့ baby yon ဆိုပြီးအနီးထုတ်ထားတာရှိတယ်နောက်ပြီးတော့ဒီ real estate ပေါ့နော်ဒီ company တခုတော့ဟာတာရှိတယ်ဆိုတော့ဒါလေးတော့လုံနေတယ်ပေါ့ 3M ကနေပြီးအခုဆိုရင်ဒီရိုက်ကူးရေးလေးတွေပို့ပြီးတော့ဖြစ်တော့ production ပုံစံမျိုးထပ်ပြီးတော့ in house ထည့်ထားတာရှိတယ်ဒါပေမဲ့ကျွန်တော်တက်ရှုံးခဲ့တဲ့ပေါ့နော်အဆင်ပြေခဲ့တဲ့business တွေလည်းရှိတယ်ကျွန်တော်တို့ထမင်းဆိုင်ဖွင့်ခဲ့တာရှိတယ်အဆင်ပြေခဲ့ဘူးပေါ့နော်ပြီးတော့ကျွန်တော်ဘားဖွင့်ခဲ့တယ်ကိုယ်နဲ့မကိုက်ဘူးငွေကြေးရဆုံးရှုံးမှုတွေဖြစ်ခဲ့တာရှိတယ်ပြီးတော့ tech company တခုမှာ co-founder ဖြစ်နေတယ်ကျွန်တော် run ခဲ့တယ်အဲ့ဒါလည်းတစ်နှစ်လောက်ပေါ့နော်ဒါပေမဲ့ကိုယ်နဲ့အရင်မကိုက်ခဲ့ဘူးပေါ့နော် company ရဲ့အခုရှိနေတော့မယ် founders နဲ့လည်းအဆင်ပြေနေတော့မယ်ဆိုတော့အဲ့မှာရေးကြည့်ရပါလဲဆိုတော့ existing strategy ပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကtopic ကတော့လည်းလွဲသွားမယ် sorry တခါပြောလိုက်ချင်တာပေါ့နော်အလုပ်ထွက်တဲ့အကြောင်းပေါ့နော်သိလားကျွန်တော် co-founder ဖြစ်နေ resign လုပ်တဲ့အချိန်မှာလည်းအမိမပြတ်သွားဘူးပေါ့နော်သိလားကိုခက်ခဲကိုရှင်းပြပြီးကိုလုံးမလုပ်တဲ့ handover လုပ်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ကပေါ့နော် resign လုပ်ခဲ့တယ် quick လေးတော့များ resign လုပ်ပြီးဆိုမိပြတ်ဆွေပြတ်တွေဒီနောက်နေ့မလာတော့ဆိုပုံစံမျိုးတွေလောက်ကြပါတော့မလောက်ကြပါနဲ့ပြန်တွေ့ကြမှာအကုန်လုံးကဒီထဲမှာပဲလဲနေတာပေါ့နော်ဆိုတော့ဒီ resign လုပ်တဲ့နေရာမှာလည်းပညာသားပပနဲ့လှလှပပတွေ resign လုပ်နိုင်ဖို့လိုအပ်တယ်ခုနကပြန်ဆက်ရမယ်ဆိုရင်ဘယ်လိုအမားမျိုးတွေလုံးမိလဲဆိုရင်ကိုဟုတ်လာပြီထင်ရင်မှားပြီပဲအဲ့ဒါကတော့ corporate life မှာရောဒီ corporate life မှာရောဒီဘက် own business မှာကိုဟုတ်လာပြီထင်တဲ့အချိန်တိုင်းမှားခဲ့တာကြီးပဲအဲ့တော့ခုနောက်ပိုင်းဆိုင်တော့အရင်ပြန်သုံးသပ်ရတာပေါ့နော်သုံးသပ်ရတယ်ဘာတွေမှားနိုင်လဲသတိထားရတယ်လူကတော့ကတော့ဟုတ်လာပြီထင်ကြတာများတယ်ပေါ့နော်အဲ့တော့ကိုယ့်ထက်သိရလူတွေကိုယ့်ထက်အရင်ဒီ journey ကိုရှောက်ဖူးရဲ့လူတွေရဲ့အကြံဉာဏ်တွေကိုကျွန်တော်တို့ကရှားနေသမျှရအောင်ကျွန်တော်ယူတယ်နောက်တစ်ခုကကျွန်တော်ဒီ 3M ကိုတီထောင်တဲ့အချိန်မှာခြေလမ်းခက်စိတ်နဲ့ပေါ့နော်တိုးတက်လာတဲ့အဓိကအကြောင်းကတော့ကျွန်တော် senior စီကိုကျွန်တော် yan respect လုပ်တယ်သူတို့စီကရှားသလောက် knowledge ကိုယူတယ်သူတို့အမှားပြင်လက်ခံတယ်ထို့ကြလို့အမှားပြင်ပေးလို့မရတဲ့ကျွန်တော်တို့ junior စီပေါ့တွေးခဲ့ဖူးတယ်ပေါ့နော်ဒါလေးတွေကအပြင်သင့်တယ်ကို့အမှားကိုအမြဲကျွန်တော်တို့ကလက်ခံတယ်ပြန်သုံးသက်တယ်နောက်တစ်ခါထက်မဖြစ်အောင်လို့ပေါ့နော်အလိုဆိုတော့မှားမှာပဲအလုံးလုံးနေတော့မှားမှာပဲဒါပေမဲ့အမှားတစ်ခုကိုထပ်တလဲလဲမှားနေရင်တော့ကျွန်တော်တို့ကလူညံ့ဖြစ်သွားတယ်ဆိုတော့အမှားတစ်ခုကိုတနောက်ခါထပ်တလဲလဲမမှားအောင်ကျွန်တော်တို့က use site တယ်နောက်ပြီးတော့သူများမှားခဲ့ပြီးသားအမှားတွေပေါ့နော်အမှားခဲ့ပြီးသားအမှားတွေလိုက်လေ့လာတယ်ဟိုမှာ senior ဆရာသူတို့ဘယ်လိုလုပ်ခဲ့တယ်မှားသွားခဲ့တယ်ဆိုကျွန်တော်ကစာအုပ်ဖတ်ရင်ဒါမှမဟုတ်လဲစကားဝိုင်းနဲ့ကနေပြီးတော့အတွေ့အကြုံယူရင်လည်းအဲ့မှားကိုကျွန်တော်တို့ကကြော်ဖြတ်ခဲ့လိုက်တယ်ပေါ့နော်ကိုယ်တိုင်မှားစရာမလိုတော့ဆုံးချုံးစရာမလိုတော့ပေါ့ဆိုတော့အဲ့လိုမျိုးလေးနဲ့ပဲကျွန်တော်ဖြတ်တန်းခဲ့တယ်ပေါ့နော်ပြောမှဆိုရင်တော့တရှုံးခဲ့တဲ့ business တွေလည်းအများကြီးရှိတယ်ဆိုတော့စိတ်ထဲမကြပဲနဲ့ဆက်ပြီးလုပ်ခဲ့တယ်ကိုယ်နဲ့ကိုက်မဲ့ဟာကိုတွေ့အောင်ရှာတယ်နောက်ပြီးတော့ 3M ဆိုလည်းပြောရမယ်ဆိုရင်
လို့တော်ပြီကွာငါမလုပ်တော့ပေးပလိုက်တော့မယ်ဆိုတော့feeling ဖြစ်တာ၄-၅ချိန်မကောက်ဖြစ်တယ်တော်ပြီမနေ့မိုးလင်းနေဆိုရင်တော့ကျွန်တော်ဟိုတခြားလူကိုပဲပေါ့နော်လွှဲပေးလိုက်တော့ငါမလုပ်တော့ဘူးဆိုတော့ feeling လေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့တော့စောက်ဖက်ရတယ်ပေါ့နော်လူက emotionally အရန်ကို high ဖြစ်နေရင်ပေါ့အရန်ပျော်နေရင်အရန်စိတ်ညစ်နေရင်အရန်ဒေါသထွက်နေရင်အဲ့လိုမျိုး emotion တွေကအရန်ကိုတစ်ဖက်ဖက်ကိုအဆုံးရောက်နေ decision မချရဘူးဆိုတော့ဟာကိုတော့ကျွန်တော်အမြင်နဲ့ခေါင်းထဲမှာထည့်တာအဲ့တော့အဲ့လိုချိန်ရောက်ရင်တော့ကျွန်တော်တကယ်ပေါ့ officially တော့decision မချဘူးပေါ့နော်ဒါပေမဲ့လည်းရင်ထဲမှာဖြစ်နေတာကိုပဲသိတာအောင်နေမနေ့ကျတော့လေဩဒါငါလုံးဝမလုပ်တယ်ပဲဆိုဘာမှမဖြစ်တော့ဖြစ်သွားအဲ့တော့တစ်ခါကျရင်အချင်းကကူစားသွားတာပဲပေါ့နော်အဲ့ဆိုအများကြီးပါပဲကြုံခဲ့ရတာအဲ့တော့ resilient ကတော့ပြောမှဆိုရင် main ပဲကြံ့ခံပြီးတော့မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဟာတော့ main ပဲဘာလို့ဆိုတော့ကျွန်တော်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုရင်ဘာကြောင့်ဒါကိုဆက်လုပ်တင်လဲဆိုတော့ကျွန်တော်က reason တွေကျွန်တော်ကခေါင်းထဲရောက်လာအဲ့လိုမဟုတ်ဘူးဆိုရင်ကြာတော့ဘာကြောင့်ဆက်မလုပ်တင်တော့ဘူးလဲဆိုတဲ့ဟာတွေပဲခေါင်းထဲကိုရောက်လာဆိုတော့အဲ့မှာလည်းအရန်ကိုခွာသွားပြီအဓိကအတွေးပေါ့နော်အတွေးကတော့ကျွန်တော်ထိန်းချုပ်ရတယ်တော်တော်လဲဟို positive ဘက်ကိုရအောင်ကိုယ့်အတွေးကို training ပေးရတယ်နောက်ဆုံးအနေနဲ့ပေါ့နော်အခုအနေနဲ့ကိုပိုင်လုပ်ငန်းထူထောင်ခြင်းတဲ့လူငယ်တွေကိုပေါ့နော်ပေးချင်တဲ့ message ကဘာများဖြစ်မလဲပေါ့နော်ဟုတ်ကိုပိုင်လုပ်ငန်းလုပ်တာဒီကောင်းပါတယ်အဲ့လိုပဲ corporate လုပ်တာလည်းကောင်းပါတယ်လူတွေကပေါ့နော် corporate လုပ်တဲ့လူတွေကိုမကောင်းဆိုတဲ့ပုံစံမျိုးပေါ့နော်ခုနောက်ပိုင်းပြောလာကြအရှိတယ်ဆိုတော့တော်တဲ့ချမ်းသာနေတဲ့ corporate ကလူတွေလည်းအများကြီးပဲနော်အဲ့လိုရှိတယ်အဲ့တော့ဘာကြောင့်ကိုပိုင်လုပ်ငန်းလုပ်ချင်တာလဲဆိုတာတော့အဖြေရှိဖို့လို့ဝိုင်းပေါ့နော်ကိုပိုင်လုပ်ငန်းဘာကြောင့်လုပ်ချင်တာလဲနောက်ပြီးတော့ကိုပိုင်လုပ်ငန်းပေါ်မှာဒီအလုပ်နဲ့ဘာကြောင့်လုပ်ချင်တာကျွန်တော်ဆိုရင်ဒီဟာနဲ့ပဲထမင်းရှာစားကြတာတခြားဟာထမင်းမစားကြဘူးဟောဒီထက်ပတ်စံရမှာလုပ်တစ်ခုရှိရင်လည်းမလုပ်ချင်ဘူးဒါနဲ့ပဲကျွန်တော်ဒီဟာဒါလုပ်လို့ရလာတဲ့ပတ်စံနဲ့ပဲကျွန်တော်အသက်ရှင်ကျင်တာတခြားဟာကရေးမကြည့်ဘူးဆိုတော့အဲ့လောက်ထိကျွန်တော်တို့ကဟိုတက်သားနိုင်မှုလိုတယ်ပြီးတော့ corporate life မှာရှိနေပြီးတော့ own business ဘက်ကိုပြောင်းတဲ့အချိန်မှာလည်းအခက်အခဲတွေအများကြီးရှိတယ်ကျွန်တော်တို့တစ်ခါလေကြာရင်6လလောက်ဝင်မရှိတဲ့ကာလအဲ့မှာအရန်တောင်းခံရတယ်ဒါတောင်မှပြင်ဆင်ထားတာပြင်ဆင်တာစိတ်ကိုလည်းဆုံးဖြတ်ထားတယ်ပြင်ဆင်ထားတယ်လောက်ကုန်ရင်လက်ဆောင်ဝင်တဲ့ဘဝကနေပြီးတော့တစ်ထက်မှာပတ်စံတော့ရှိတယ်တဖြည်းဖြည်းအိပ်ပတ်စံကြီးက minus ပြနေတယ်6လောက်ရှိနေပြီအဲ့ဟာကမလွယ်တော့ဟိုဒီတိုင်းပေါ့နော်ကျွန်တော်ခုပြောနေတာကိုကြည့်နေတဲ့အချိန်မှာတော့ဘာခက်လို့လဲတော့တွေးရင်တွေးလိမ့်မယ်တကယ်တမ်းကိုနဖိုးတွေတူတွေကြုံလာတဲ့အချိန်မှာကျတော့အဲ့ရမလွယ်ဘူးအဲ့ဆိုဘယ်တော့ဟိုပတ်စံဝင်လာမယ်လဲမသိဘူးလေဆိုတော့လူငယ်တွေမှာအဲ့ဒါကြိုပြီးတော့ပြင်ဆင်ထားတဲ့နယ်ပေါ့နော်ပြင်ဆင်ထားတဲ့နယ်နောက်တစ်ခုကတစ်ဖက်မှာတော်တော်လေးတေချာတော့မှတစ်ဖက်ကိုဟိုလက်လွတ်လိုက်တာမျိုးလုပ်တင်တယ်အချို့ကျတော့ပြောမှဆို motivation speaker ရေလှုပ်ချလိုက်နော်အဲ့လှုပ်ချလိုက်ဖော်လုပ်လိုက်ဖြစ်သွားမှာပဲဆိုတော့ခါကျရင်ခွေးဖြစ်သွားမှာဆိုရတယ်ကျွန်တော်ဖြစ်ခဲ့တာမလို့ဖြစ်ပြရပါဘောနော်ကျွန်တော်အဲ့လိုမျိုးဟိုလှုပ်တစ်ခုလုပ်လိုက်တယ်ခေါင်းစဉ်တော့မတက်ချင်တော့ဆိုတော့လိုပဲပေါ့လှုပ်ချလိုက်ဆိုလှုပ်ချလိုက်တာပဲဖြစ်သွားကိုခံရတယ်နော်ဘယ်သူမှဝင်ကြားဝင်မခံပေးဘူး loss ဖြစ်တော့လည်းကိုပဲ loss ဖြစ်သွားတာပဲဆိုတော့ဟိုမြန်မာကားလို့မျိုးမဟုတ်ဘူးကျွန်တော်ကဟို5 years 6 years later မှာလည်းဘာမှဖြစ်မလာဘူးတထေးတည်းဖြစ်မသွားသေးဘူးပေါ့နော်အဲ့တော့ကြိုတင်ပြင်ဆင်ရမယ်အရာအားလုံးပြီးတော့ကိုကစိတ်ပိုင်းဖြတ်ရမယ်ပေါ့နော် own business ဖြစ်လာပြီဆိုရင်အားလုံးကအကိုရဲ့ boss တွေကြီးပဲဒါကိုလက်ခံရမယ်အဲ့တော့ချိုးရရှိအထက်တူကြီးနဲ့ဆင်မပြေဘူး own business လုပ်ရင်တော့ငါဘယ်သူမှကြီးနေစရာမလိုငါ boss ပဲအဲ့တော့ငါဟိုဒီ corporate တက်ကနေပြီးတက်တာပြပြီး own business ပဲလုပ်တော့မယ်ဆိုတော့လူတွေရှိအမှားကြီးမှာပေါ့နော်ပိုဆိုးတယ်ဖေကဒီရဖေကအစ်စ်တွေပါထွက်တာဖေကဒီ own business မှာကြာ corporate မှာရှိတဲ့ဖေကလက်ချိုးကြီးလို့ရသေးတယ်ဆိုတော့ own business ကလို့နှစ်တိုင်းလာတိုင်းအစ်စ်ထွက်တယ်ဖေကအစ်စ်တွေပါဖူးရအောင်ဆိုတော့ဒါဒီတိုင်းခံနိုင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုဆိုကအဲ့လိုပြောတော့ဘာလို့ကိုဆိုအဲ့လိုမျိုး own business လုပ်နေသေးလဲဆိုပြီးမေးရရှိရဆိုကျွန်တော်အဲ့ဒါကြိုက်တယ် risk taking ကိုကြိုက်တယ်လို့မသေးချာမြေရတာတွေကိုကျွန်တော်သဘောကျတယ်ပေါ့နော်အဲ့ထက်မှလှုပ်ရှားသဘောကျတယ်တမန်ရိုးကြလှုပ်ဟိုနေထိုင်သွားလာနေရတဲ့ဟာမျိုးပေါ့နော်အားတွေကိုကျွန်တော်တိတ်ပြီးတော့သဘောမကျအောင်
ဆိုတော့ဒီလူမျိုးပေါ့။ရင်ခုန်ရလေးတွေကိုသဘောကျတယ်။အဲ့လိုသဘောကျတဲ့လူမှလည်းown business ကိုလုပ်တင်တယ်။နောက်ပြီးတော့တာဝန်ယူခြင်းစိတ်ရှိရဲတာဝန်ခံခြင်းစိတ်ရှိတယ်။အခါကိုမလုပ်လဲကိုမမှားလဲကိုတာဝန်ခံရတယ်ရှိတယ်ပေါ့နော်။အဲ့အတွက်ကိုတကယ်လုံနိုင်လားပေါ့နော်။လုံနိုင်တယ်resilient ဖြစ်နိုင်တယ်ဆိုရင်တော့ own business ကိုပြောင်းပြီးတော့လုပ်တာအဆင်ပြေတယ်။ဒါပေမဲ့ own business တည်တဲ့လူတိုင်းအတွက်မဟုတ်သလို corporate life တည်တဲ့လူတိုင်းအတွက်မဟုတ်အဲ့တော့ကိုကဘာနဲ့အထုံပါတယ်ဘာနဲ့ဝါသနာပါလဲကိုကဘာနဲ့ကြိုက်လဲဆိုတာကိုကနဲ့ကိုတေချာလေးလေ့လာဆန်းစစ်ဖို့လိုတယ်အဲ့တော့မပြောတဲ့ပတ်ဝန်းကျင်မှာတော့မနေနဲ့အဲ့တော့ကိုပြောတဲ့ပတ်ဝန်းကျင်မှာနေဖို့လိုတယ်ကျွန်တော်တို့ဆိုရင်မောင်နှမ2ယောက်ရှိတယ်2ယောက်လုံးက totally different တဲဝါကြတော့တော်တော့ corporate life မှာ corporate life ပဲ of course ဟုတ်တယ်သူဆိုရင်ကျွန်တော်ထပ်ပို့ပြီးတော့နိုင်ငံမောင်းဆောင်ချက်ဖိုးတယ်သူတို့ company ကပို့လို့ကျွန်တော်ထပ်လည်း maybe possibly ပေါ့နော်လာစားပို့ကောင်းရင်ကောင်းမယ်သူကအဲ့ live ကိုပြောတယ်ဆိုတော့ကျွန်တော်လည်းသူ့ကိုကြည့်ပြီးတော့ခိုင်ပိုတော့ပျော်ပြစ်ပါသေးတယ်ကျွန်တော်ကြောက်လည်းအဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဒီကိုကနဲ့ကိုဘေးကိုပိုင်လောက်ရတာပေါ့နော် creative လောက်ရတာခိုင်ကြရင်ဟိုတချို့အကြောင်းတောင်းလေးရှောက်လောက်ရတာမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးကိုသဘောကျတာပေါ့နော် risk taking သဘောကျတော့လေကိုကဒီဘက်ကိုရောက်သွားတယ်အဲ့တော့နှစ်ခုလုံးမှာကောင်းတာမကောင်းဘူးဆိုအဲ့လိုအဖြူမဲဟိုဖြစ်နေရမျိုးမရှိဘူးတွန်းတွဲနေရပေါ့တွန်းတွဲနေရပဲအခုဘာကိုကြိုက်လဲပေါ့အချိုးကြိုက်ရင်အချိုးသွားအချင်းကြိုက်ရင်အချင်းသွားအခါကြိုက်ရင်အခါအဆက်ကြိုက်ရင်ကြိုက်ကို taste ကိုတီးဖို့ပဲလိုတာဆိုတော့ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်မရှိဘူးcorporate လို့တထေးမဖြစ်ဘူးဆိုတော့မှားတယ် corporate တထေးအများကြီးပဲလို့ own business လုပ်ပြီးတော့တထေးမဖြစ်သွားတယ်လည်းအများကြီးပဲဆိုတော့အဲ့လိုပတ်ဆက်ရခြင်းရောတထေးကျွတ်ခြင်းရောသိရမလား corporate ကထွက်ပြီးတော့ own business လုပ်တာနဲ့ဟိုတထေးကျွတ်သွားမယ်ဆိုရဲဒီ story ရအောင်ပြီးတော့အဲ့လို debate ထဲတော့ခုံကူးမလာသေးချင်ဘူးဟုတ်ကဲ့ပါအခုဒီနေ့ဆွေးနွေးပြသွားတဲ့အကြောင်းအရာတွေရန် inspire ဖြစ်ပါတယ်ပြောပြပေးသွားတဲ့ကိုစိုးဆန်အောင်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကိုစိုးဆန်အောင်မေးချင်တာရှိလို့ရှိရင် comment box မှာမေးခွန်းလေးထားခဲ့လို့ရပါတယ်နောက် podcast မှာပြန်လည်တွေ့ကြပါမယ်တဒါ